အားလုံးပဲမင်္ဂလာပါမလေးချမ်းသာပါစိတ်လားကျွန်တော်တို့မနေ့6နာရီနဲ့20ပေါ့ကလောမျိုးရဲ့အရင်အေးပါတယ်တော်တော်အေးပါတယ်ကျွန်တော်ဒီကလောမျိုးမှာကျွန်တော်ညကျွန်တော်ဒီဟိုတယ်မှာဟိုတယ်မှာကျွန်တော်တဲဟိုတယ်မို့တယ်ပေါ့မို့တယ်မှာကျွန်တော်တဲပါတယ်မနေ့ညကျွန်တော်တို့ဒီပင်တရားတက်ခန့်ဒီမှာကျွန်တော်ကိုတွက်လက်ရယ်ကိုတွက်လက်အမျိုးသမီးကျွန်တော်ရယ်ပေါ့ကဒီကလောမရောက်ခင်မှာပြတ်တယ်အဲ့တော့မှာပင်တရားတက်အောင်ပင်တရားတက်အောင်ဆိုတော့ကားလုံးဝကွန်ပျူတာဖောက်တွေပဲပြီးကွန်ပျူတာပဲပြန်ဆက်ရမှာဆိုတော့ဒီမှာပဲပြင်ကလောကပြင်ပြီးတော့ဒီမနေ့မှာကျွန်တော်ပင်တရားတက်အောင်ဒီနေ့စရိုက်ရမှာရိုက်ပြီးကျွန်တော်ခေါင်းကြီးပေါ့အခုတန်းသွားမှာတော့အေးပါတယ်လက်တွေဆိုထုံးနေခုနရေထိလိုက်တာအဲ့ဒီထုံးတယ်မိုင်းနဲ့3လောက်တော့ရှိမယ်ထင်တယ်ကျွန်တော်တင်ပြောရတယ်ကျွန်တော်အေးတယ်ရလာပါတယ်ကလောမျိုးတိတ်တချို့အများကြီးတိတ်မမြင်အောင်မြူပြီးစားရတယ်